ရှေးဦးစွာဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့မနက်မှာလည်းကျွန်တော်ကျမတို့ရဲ့ဘဝတက်တာမှာပြင်ဆင်စရာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်ကြားလိုပါတယ်အေဖက်ဩဝါဒစာအခန်းကြီး၄အခန်းငယ်14မှ15ဖြစ်ပါတယ်အကြောင်းမူကားသူတစ်ပါးတို့သည်လူပရိယေနှင့်အပြစ်သွေးဆောင်ခြင်းကလှည့်ပြားပြောဆိုသည်ဖြင့်ငါတို့သည်နောက်တဖန်ခတ်သိမ်းသောဩဝါဒလေတိုက်၍ဖယုဖယဲလွင့်သွားသောသူငယ်မဖြစ်ပဲလျက်မေတ္တာစိတ်နှင့်တမန်တရားကိုဟောပြောသည်ဖြင့်ဥကောင်းသည်ဟုသောခရစ်တော်မှာအရာရာတို့၌ကြီးပွားကြမည်အကြောင်းသည်ဖတ်တော်သောနှုတ်ကပတ်တော်အဖြစ်အရောက်စီတိုင်းဘုရားသခင်အသစ်တဖန်တွင်တင်ဖွင့်ပြကောင်းကြီးရှိပါစေချစ်လာစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ယခုလိုခရင်ဆိုးရုပ်တဲ့ခေတ်ကာလကြီးထဲမှာကျမတို့ရဲ့အသက်တာဘုရားသခင်ရဲ့အကြံစီနဲ့အလိုတော်ထဲမှာအသက်ရှင်ရှောက်လန်းဖို့မြေကြီးပေါ်မှာဘုရားကျမတို့ပေါ်မှာထားရှိတဲ့အကြံစီအလိုတော်ပြည့်စုံဖို့ရန်အတွက်အမတန်မှအရေးကြီးသောအချိန်ကာလဖြစ်ပါတယ်ထို့အတွက်ကြောင့်ဒီနေ့ကျမတို့ရဲ့အသက်တာမှာခတ်သိမ်းသောဩဝါဒလေတိုက်၍ဖယုဖယဲလွင့်သွားသောသူငယ်မဖြစ်ဖို့ဒီနေ့နှုတ်ကပတ်တော်ကပြောဆိုနေခြင်းဖြစ်ပါတယ်ထို့အတွက်ကြောင့်ဒီကနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခြင်းတာကဥကောင်းသည်ဟုသောခရစ်တော်သည်ဟုသောဥကောင်းဆိုတဲ့ဒီနှုတ်ကပတ်တော်နဲ့ဆင်ခြင်နှလုံးသွင်းဖို့အားပေးနှုတ်ဆော်ပြစေထို့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ခေါင်းမပြောင်းဖို့အမတန်မှအရေးကြီးပါတယ်ကျမတို့ရဲ့ဘဝအသက်တာမှာအခြေအနေတွေဘယ်လိုပဲပြောင်းဒီနေ့ခေါင်းမပြောင်းဖို့အမတန်မှအရေးကြီးပါခရစ်တော်ဒီသင်ရဲ့ဥခေါင်းဖြစ်တယ်ခရစ်တော်ဒီသင်ရဲ့မိသားစုရဲ့ဥခေါင်းဖြစ်တယ်ခရစ်တော်ဒီကျွန်တော်တို့ယုံကြည်သူခရိယန်တိုင်းရဲ့ဥခေါင်းဖြစ်တယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်အဖြစ်နှိုးဆော်ခွန်အားပေးပါရစေဥခေါင်းမပြောင်းရင်အမြင်လည်းမပြောင်းဘူးဥခေါင်းပြောင်းရင်တော့အမြင်လည်းပြောင်းသွားမှာဖြစ်ပါတယ်ထို့အတွက်ကြောင့်ဒီနေ့ကျမတို့ရဲ့အသက်ရှင်နေထိုင်တဲ့ဒီလောကကြီးမှာအမျိုးမျိုးပြောင်းလဲနေတော်လဲတင်နဲ့ကျွန်တော်ယုံကြည်ကိုးကွယ်သောသခင်ယေရှုခရစ်တော်ဒီဟုသောဥခေါင်းမပြောင်းဖို့ရန်အတွက်ဒီနေ့အထူးနှိုးဆော်ပါရစေဘုရားသခင်ပထမဦးဆုံးဖန်ဆင်းတဲ့အာဒံနဲ့အေဝါကခေါင်းမပြောင်းခင်မှာပြောတဲ့စကားတခွန်းလေးကိုဆင်ခြင်စေချင်ပါတယ်အာဒံကဘာပြောလဲဆိုတော့ငါအယိုးထဲကအယိုးငါအသားထဲကအသားဆိုပြီးမှအေဝါကိုသူပြောခဲ့တာအပြစ်မတင်မဲနဲ့အမြင်မှန်နဲ့အသက်တာနဲ့အသက်ရှင်ခဲ့တဲ့အာဒံဒီခေါင်းမပြောင်းခင်မှာအေဝါကိုစကားပြောခဲ့တဲ့အခါမှာတရားသူကိုထဲပဲဆိုပြီးမှသူ့ရဲ့အမြင်ကမှန်ကန်စွာနဲ့အေဝါကိုချစ်တတ်ခဲ့တယ်လို့ခေါင်းပြောင်းသွားခဲ့တဲ့အချိန်ကနေစပြီးအာဒံကဘာပြောလဲဆိုတော့ကိုတော်ပေးတဲ့မိန်းမဆိုပြီးမှအပြစ်တင်ပြီးတော့အမြင်မှားခဲ့တယ်အမြင်မမှန်တော့ဘူးဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့ချစ်လာစွာသောယုံကြည်သူညီကိုမောင်နှမတို့ဒီနေ့ကျမတို့လောကကြီးမှာအသက်ရှင်တဲ့အခါမှာအမြင်တွေမှန်ကန်စွာနဲ့အသက်ရှင်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့ဥကောင်းမပြောင်းဖို့အမတန်မှအရေးကြီးပါတယ်ဥကောင်းသည်ဟုသောခရစ်တော်အားဖြင့်အသက်ရှင်သောအသက်တာဖြစ်ဖို့ဒီကနေ့ခွန်အားပေးပါရစေဘယ်လိုအမြင်တွေလောကကြီးထဲမှာရှိနေပါလေစေဟိုဟာကတမျိုးမြင်မယ်ဒီဟာကတမျိုးမြင်မယ်ဟိုလူတွေကတမျိုးမြင်မယ်ဒီလူတွေကတမျိုးမြင်မယ်အမျိုးမျိုးမြင်နေကြတဲ့ဒီလောကကြီးထဲမှာဒီနေ့ခရစ်တော်ဆိုတဲ့ဥကောင်းဒီဟုသောခရစ်တော်ရဲ့အမြင်ကိုမြင်ဖို့ရန်အတွက်တင်းနဲ့ကျွန်တော်ဒီခေါင်းမပြောင်းဖို့အမှန်တမ်းအရေးကြီးပါတယ်တင်းနဲ့ကျွန်တော်ရဲ့ဥကောင်းဒီခရစ်တော်ဖြစ်တဲ့အခါမှာခရစ်တော်မြင်တဲ့ကဲ့သို့တင်းနဲ့ကျွန်တော်လည်းလောကကြီးထဲမှာအမှန်မြင်ခြင်းဖြစ်အသက်ရှင်ဖို့ဒီကနေ့မနေ့ခွန်အားပေးဝိညာဉ်ချင်းဖြစ်ပါထို့တဲ့ကြောင့်ချစ်လာစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့ခတ်သိမ်းသောဩဝါဒလေတိုက်နေသောဒီလိုခေတ်ကာလကြီးထဲမှာဖယုဖယဲလွင့်သွားသောသူငယ်ကဲ့သို့မဟုတ်ဘဲနဲ့မဖြစ်ဘဲနဲ့
ဒီနေ့ကျွန်တော်ကျမတို့ဒီခရစ်တော်ဆိုတဲ့ဥကောင်းဒီဟုတော်အရာရာ၌ကြီးပွားတဲ့အတ္တတာဖြစ်ဖို့ဒီနေ့နှုတ်ကပတ်တော်ကျွန်တော်တို့စကားပြောနေခြင်းဖြစ်ပါတယ်ထို့တဲ့ကြောင့်ဒီနေ့ကျွန်တော်တို့ခေါင်းမပြောင်းဘဲနဲ့မှန်ကန်သောခရစ်တော်ဒီဟုတော်ဥကောင်းဖြစ်အသက်ရှင်ခြင်းဖြစ်မြေကြီးပေါ်မှာဖျားရဲ့ဘုံတော်ဖျားရဲ့အကျဉ်းစီတော်ဖျားရဲ့အလိုတော်ရှိတဲ့နေရာရောက်တဲ့အရာမှာထင်ရှားတဲ့အတ္တတာဖြစ်ဖို့ခွန်အားပေးဝေမျှခြင်းဖြစ်ပါတယ်ထို့တဲ့ကြောင့်ဒီနေ့ကျွန်တော်နဲ့အတူခရစ်တော်ထံတို့ဝင်ပြီးမှမှန်ကန်သောမြင်ခြင်းနဲ့ဥကောင်းမပြောင်းသောခေါင်းမပြောင်းတဲ့အတ္တတာနဲ့အသက်ရှင်တဲ့ယုံကြည်သူသားသမီးတွေဖြစ်ဖို့ရန်အတွက်ဒီကနေ့နဲ့ခွန်အားပေးခြင်းဖြစ်ပါတယ်အဖထာဝရမြတ်စွာသောဘုရားကိုရောယေရှုတင်တယ်ဒီကနေ့နဲ့နှုတ်ကပတ်တော်အတွက်ယေရှုတင်သားသမီးတို့ရဲ့အတ္တတာထဲမှာခေါင်းပြောင်းခြင်းဖြစ်အမြင်တွေပြောင်းအသွေးခေါ်တွေပြောင်းအပြောဆိုတွေပြောင်းအကြံစီတွေပြောင်းတဲ့အတ္တတာနဲ့အသက်ရှင်မဲ့ခဲ့တဲ့အပြစ်တွေအတွက်ဝန်ချတောင်းပန်ပါတယ်ဒီကနေ့မနေ့ကျွန်တော်နဲ့အတူနှုတ်ကပတ်ဒေသနာဆင်ခြင်နှလုံးသွင်းတဲ့နေ့သူသားသမီးတယောက်စီတိုင်းမှန်ကန်သောအမြင်တွေမှန်ကန်သောစိတ်ထားတွေမှန်ကန်သောသဘောထားတွေနဲ့အသက်ရှင်ဖို့ရန်အတွက်ဥကောင်းတည်ဟူသောခရစ်တော်အားဖြင့်ခေါင်းမပြောင်းတဲ့အတ္တတာနဲ့အသက်ရှင်ဖို့ရန်အတွက်ဒီနေ့သားသမီးတို့အတ္တတာကိုဆက်ကပ်ပါတယ်မြေကြီးပေါ်မှာဘုရားအကျဉ်းစီအလိုတော်နာမတော်ဘုန်းတော်ထင်ရှားတဲ့အတ္တတာအတီးတီးဖြစ်စေပါမည်အကြောင်းဆက်ကပ်အနံ့ကြတဲ့အခါသားသမီးတို့ချစ်တဲ့သခင်ရှုဘုရားနာမဖြင့်ယေရှုတော်ချီးမွမ်း၍ဆက်ကပ်အနံ့ဆုတောင်းကြပါ၏ဖခင်အာမင်